ထက်ဝက်ဈေးတွေနဲ့မဖြူစီမှာဒီလိုနွေစာအလန်းစားလေးတွေကိုရမှာဖြစ်ပါတယ်ဈေးလေးကအပြင်ပေါက်ဈေးရဲ့ထက်ဝက်ဈေးနဲ့ပဲယူပါတစ်ဆိုင်ကိုနှစ်ထည်တော့အားပေးရပါမယ်မဖြူတို့ဒါလေးဆိုရင်18500နဲ့ပေးမှာဖြစ်ပါတယ်နှစ်ထည်တော့ယူပေးအသားက18500တန်ရဲ့လားလိုက်ကြည့်3000ဝဲလောက်မှတစ်ထည်ကိုမတန်မယူနဲ့ဟောဒီမှာအသားဒီလီနင်ပစ်ကျအသားပြီးရ brand cupid brand เนาะ cupid အမြင့်လိုက်เนาะပြီးသွားလို့ရှိရင်မမတို့ရင်ဆိုင်က44နဲ့44 46ကတ်တင်အပြည့်ပါမယ်ဟောဒီလိုတက်တင်းနေနဲ့အပြည့်ပါပြီးတော့လက်ကကြတော့လေမမျိုးလက်ဖောင်းဟိုမှာဒီမျိုးလက် adjust လေးထည့်ပေးထားတယ်အယောင်လိုင်းနေရတယ်10ယောင်လိုင်းလာတယ်10ယောင်လုံးအကုန်လာခါဆိုလဲ ready made ခေါင်းစုပ်ကလေးကိုခါရှိရှိလေးသွားပေးထားတယ်စက္ကန့်နဲ့ပဲတွဲဖက်ဝဲဘာနဲ့ပဲဝဲအကုန်လာတယ်ပါတိတ်နဲ့ဝဲလဲလာတယ်ပေါ့နော်လာတယ်နော်ဒီမှာနော်တော်တော်လေးကိုချစ်စရာလေးအဲ့ဒါလေးကို18500ပါစိုက်ကကြိုက်တဲ့စိုက်ကိုယူပါညီမလေးဝတ်ထားတာအသေးဆုံးစိုက်အရက်9ပင်ကပေါင်ရင်135ဝတ်ထားတာပါ140ထိတော်တယ်ရင်40อ่ะเนาะဒါစိုက်လေးခက်မှန်းလို့ရအောင်ပြောတယ်ရင်စိုက်ကအပြည့်ပါမယ်ဒီမှာ1ရောင်2ရောင်3ရောင်ကဲအဲ့တော့ကာလာမျိုးရအောင်ဆိုဘယ်ကာလာတွေပါမလဲဆိုတော့အခုပြတဲ့ကာလာလိုင်းတွေပါမယ်ကာလာတော့ရွေးလို့မရအောင်เนาะနှစ်ထည့်ကနေစယူပေးတစ်စိုက်6ထည့်ယူမယ်ဆို VVIP ဈေးထက်လုပ်ပေးအောင်ပါမမเนาะပြီးတော့ညီမလေးတို့ကိုပေါ့เนาะဟိုပါပေါ့ကာလာကကာလာရွေးချင်တယ်ညီမလေးရွေးချင်တယ်ဆိုရင်အမတွေရွေးအဲ့ဆိုတစ်ထည်ကို3000ပေါင်းတယ်2000 1500ကျပ်နဲ့မိမိကြိုက်တဲ့ကာလာကို